ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ယခုမိတ်ဆက်ပေးချင်တာကတော့လက်လီလက်ကပြန်ရောင်းခြင်းတဲ့သူတွေအတွက်ကိုမိတ်ဆက်ပေးချင်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မိချစ်ပဲဖြစ်ပါတယ်မိချစ်ကတော့လေးတိုင်မငိမ့်မိချစ်မျိုးစားပဲဖြစ်ပါတယ်လေးတိုင်ရင်တော့မှချစ်လိုက်တဲ့ချိန်မှာလုံးဝမငိမ့်ပါဘူးမိချစ်မှာဆိုရင်ဘောလုံးဒီဇိုင်းတွေလည်းပါသလိုတခြားဒီဇိုင်းမျိုးစုံလည်းပါရှိမှာပဲဖြစ်ပါတယ်မိချစ်ကတော့လေးတိုင်တော့လုံးဝမငိမ့်နဲ့လေးတိုင်မငိမ့်မိချစ်မျိုးစားပဲဖြစ်ပါတယ်ဈေးနှုန်းကတော့တစ်ခုလင်း900ကျပ်ပါဟုတ်ကဲ့မှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကမိချစ်တကက်လင်းအကြီးအတွက်50ပါဝင်တာဖြစ်တဲ့အတွက်50ကနေစတင်ပြီးတော့အမှိုင်နိုင်မှာဖြစ်ပါတယ်တကက်မှာဆိုရင်ဒီဇိုင်းအစုံပါရှိမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အရေးအတွက်ကိုရာကနန်းထောင်ကနန်းတောင်ကနန်းသိန်းကနန်းထိကျွန်တော်တို့ရှိမှာ install ရှိပါတယ်လူချင်းမလို့အနေနဲ့လက်လီလက်ကပြန်ရောင်းခြင်းနဲ့ဆိုရင်တော့ယခုလိုမျိုးခမမဲ့ဒီဇိုင်းလေးတွေနဲ့ကျွန်တော်တို့လူချင်းမလို့ရဲ့ဆိုင်တွေမှာပြန်ပြီးတော့ရောင်းချနိုင်မှာဖြစ်ပါတယ်အပြင်မှာဆိုရင်လည်းဒီမီဂျစ်ကတစ်လုံးလင်းကျွန်တော်တို့1200 1300လောက်နဲ့ရောင်းချနေရအောင်လည်းကျွန်တော်တွေ့ရှိရပါတယ်ဒါကြောင့်မလို့ကျွန်တော်ရှိမှာမီဂျစ်တစ်လုံးလင်း900ကျပ်နဲ့ဝယ်ယူပြီးတော့လူချင်းမလို့အနေနဲ့လက်လီလက်ကပြန်ရောင်းမှုအတွက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ